ဟုတ်ကဲ့ပါကျွန်တော်ရဲ့နာမည်ကတော့ကျွန်တော်နာမည်မအောင်လာပေးပါဘူးเนาะကျွန်တော်တို့ကခြေသက်ရန်ကုန် FC ရပါကျွန်တော်ကအသင်းမှာတော့မန်နေဂျာနေရာနေပြီးတော့တာဝန်ထမ်းဆောင်နေတာမန်နေဂျာassistant coach ပေါ့နော်နာမည်ကနေတာဝန်ထမ်းဆောင်တယ်ဟုတ်ကဲ့မနစ်ကကျွန်တော်တို့ယာဒီလီ2ယာဒီမှာဆိုကျွန်တော်တို့ကတက် runner champion ပေါ့နော်အဆင့်၄နေရာနေပြီးတော့ကျွန်တော်တို့ရောက်ခဲ့တယ်ဟိုကျွန်တော်တို့ qualify ခံခဲ့တယ်ပေါ့နော်ပြီးတော့ဒီပြီးခဲ့တဲ့ championship မှာတော့ကျွန်တော်တို့ကဒီ quarter final အဆင့်လေးကိုကျွန်တော်တက်လန်းခဲ့တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့အကောင်းဆုံးတော့ပြင်ဆင်ထားတယ်ကျွန်တော်တို့ qualify ခံထားတဲ့အပေါ်မှာကျွန်တော်တို့ဒီပြီးခဲ့တဲ့ယာဒီကကျွန်တော် player ပေါ့နော်player တွေနဲ့အကောင်းဆုံးကျွန်တော်ပြန်လဲပြင်ဆင်ထားတယ်ကျွန်တော်ဒီ17လပိုင်းတည်းကနေကျွန်တော် training စတာတယ်ပေါ့နော် training စပြီးတော့ကျွန်တော်တို့ player တွေလည်းမနစ်ကတည်းကအများကြီးကိုကောင်းလာတယ်ဟိုစ조사အားထုတ်မှုတွေလည်းအများကြီးရှိလာခဲ့တယ်နော်ကျွန်တော်ဒီနှစ်လည်းကျွန်တော်မနစ်ကတည်းကပိုကောင်းတဲ့အဆင့်တစ်ခုရအောင်စ조사ပါဟုတ်ကဲ့ကျွန်တော်တို့အစဉ်အမြတ်အားပေးနေတဲ့ပြည်သက်တွေတဝူတယောက်ချင်းနေတာကျွန်တော်ကျေးဇူးတင်ပါတယ်ဒါမဲ့ဒီ league ပြန်ပွဲပေါ့နော်ကျွန်တော်30ရက်နေ့မှာစမယ်ဒီဆလပဲ30ရက်နေ့မှာစမယ်ပွဲစဉ်ကနေပြီးတော့ကျွန်တော်တို့ပွဲအဆုံးနဲ့ဒီကျွန်တော်တို့ပြည်သက်တွေကျွန်တော်တို့ကိုဆိုင်မမတ်နဲ့ဒါရောက်အားပေးဖို့လည်းကျွန်တော်တို့ဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျာဒါရောက်ပြီးတော့အားပေးတဲ့ပြည်သက်တွေရောကျွန်တော်တို့ဘက်ကတစ်ဖက်တစ်လမ်းနေပြီးတော့အားပေးနေတဲ့ပြည်သက်တွေအားလုံးကျွန်တော်ခြေဆက်ရန်ကိုFCရဲ့အတင်းအားလုံးကိုသာကျွန်တော်ဘက်ကနေပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ